နဂါးကြီးရဲ့ပြင်းထန်တဲ့ပစ်ပေါက်မှုကြောင့်အဲလိုဒီဟာနာကျင်းစွာလဲကျနေခဲ့ပါတယ်။သူမဟာအာတင်းပြီးဓားစီကိုတွားနေရင်ကနေထူးဆန်းတဲ့အချက်တစ်ခုကိုတတိပြုသွားပါတယ်။အဲဒါကတော့နဂါးကြီးရှူထုတ်လိုက်တဲ့လေတွေဟာတစ်ဖက်ကကြောက်ဆောင်နေရန်ကိုရှိုက်မိပြီးသူမရှိရာဘက်ကိုပြန်ကန်ထွက်လာတာပါပဲ။ဒါကိုမြင်လိုက်ရတဲ့ကဲလိုဒီဟာနောက်ဆုံးအစီအစဉ်တစ်ခုကိုချလိုက်ပါတော့တယ်။သူမကရှေ့ဆက်မပြေးတော့ပဲနဂါးကြီးကိုရင်ဆိုင်ပြီးငါနောက်မှာစစ်တပ်တစ်ခုပါလာတယ်။အဲ့ဒါကတော့နင်းတက်ထဲတဲ့အပြစ်မဲ့မင်းကလေးတွေရဲ့ဝေလင်းနေပဲလို့ပြောလိုက်ပါတယ်။နဂါးကြီးကဒေါသတကြီးနဲ့မင်းတို့တော်ဝင်မျိုးနွယ်မှာအပြစ်ကင်းတယ်ဆိုတာမရှိဘူးလို့ပြန်ပြောတဲ့အခါအဲလိုဒီကဒါဆိုလဲလုတ်လေဘာကိုစောင့်နေတာလဲငါ့ကိုမီးလောင်ပလာချလိုက်စမ်းလို့စိန်ခေါ်လိုက်ပါတယ်။နဂါးကြီးကဒေါသတကြီးနဲ့မီးတောင်ဒီကိုမှုတ်ထုတ်လိုက်တဲ့အချိန်မှာအဲလိုဒီဟာအချိန်ကိုက်ခုန်ရှံလိုက်ပါတယ်။မီးလျံဒီဟာကြောက်နေရန်ကိုရိုက်မိပြီးနဂါးကြီးစီကိုပဲပြန်ကန်ထွက်လာတာကြောင့်နဂါးကြီးကိုယ်တိုင်မီးလောင်ကျွမ်းပြီးလဲကျသွားပါတော့တယ်။တေလူမျောပါဖြစ်နေတဲ့နဂါးကြီးရှေ့မှာအဲလူဒီကသူမရဲ့လက်ဝါးကဓားရကိုပြပြီးငါတို့အားလုံးမှာဒီလိုအမှတ်အသားတွေရှိတယ်။သူတို့ကဒီနီးနဲ့ငါတို့ကိုသွေးနှိုးပြီးနင့်ကိုလက်ချားခဲ့တာ။နေရနီလဲတော်ဝေသွေးနံဆိုတာဒါပဲလို့အမှန်တိုင်းကိုပြောပြလိုက်ပါတယ်။နဂါးကြီးဟာသူမှားခဲ့မှန်းတီးသွားပြီးဒါဆိုငါ့ကိုတတ်ပြီးဓာရီကိုအဆုံးတက်လိုက်ပါတော့လို့ပြောပြီးမြဲအဲလူဒီကမတတ်ခဲ့ပါဘူး။သူမဟာဒဏ်ရာတက်တာစီတဲ့ပိုးကောင်လေးတွေကိုတုံးပြီးနဂါးကြီးကိုကုတာခဲ့ပါတယ်။တစ်ဖက်မှာတော့အော်ရီယာနန်ဒိုတွေမှာခန်းနာတဲ့မင်္ဂလာပွဲတစ်ခုကျင်းပနေတော့သွေးနှိုးရမှာတုံးတဲ့ဒင်္ဂါဖျားလေးဟာခန်းမဲတဲ့ကိုလင်ကွင်းသွားပါတယ်။ဘယင်မကြီးရှေ့ကိုအဲလိုဒီရောက်လာတဲ့အခါမှာတော့ဘယင်မကြီးကမန်မာနအပြည့်နဲ့သူမတို့ရဲ့တမိုင်းချောင်းကိုမတိပဲဝေမပါဘူးပြောဆိုပါတယ်။ဒါပေမဲ့အဲလိုဒီကတော့ကြောက်ရွံ့လေတဒိုမီလက်လေကိုမဲရဲ့မိသားစုကိုခေါ်ပြီးဒီကနေအမြင်ထွက်သွားတော့လို့ပြောလိုက်ပြီးတခြားသူတွေကိုလည်းတတိပေးလိုက်ပါတယ်။ဘယင်မကြီးကနဂါးလက်ကလွတ်ရတော့နဲ့ငါတို့ကမင်းကိုကြောက်မေထင်နေလားလို့ပြောတဲ့အခါအဲလိုဒီကရှင်တို့ကြောက်ရမှာကကျမကိုမဟုတ်ဘူးဒါကရှင်တို့ပုံမြင်ရအဆုံးတတ်ပဲလို့ပြတ်သားစွာပြောလိုက်ပါတော့လေ is the end of your story အဲ့ဒီနောက်မှာတော့နဂါးကြီးကနန်းတော်ဘော်ကိုရောက်ရှိလာပြီးအော်ရီယာတော်ဝင်မိသားစုတွေကိုသူမရဲ့အမုန်းမီးတောင်တွေနဲ့ပြချလိုက်ပါတယ်အော်ရီယာနန်းတော်ကြီးတစ်လုံးမီးလောင်ကျွမ်းပြီးအရာအားလုံးအဆုံးသတ်သွားတဲ့အခါအဲလိုတွေဟာသူမရဲ့ညီမလေးမိထွေးတို့ညံသူမွေးရမီစီကိုဂုံတိခါရှိရှိပြန်လာခဲ့ပါတယ်။အမုန်းကျွေးတွေကိုရယူပြီးသွားပြီဖြစ်တဲ့နဂါးကြီးဟာလေအဝေးကနေရာကိုပြန်တန်းထွက်ခွာသွားပါတော့တယ်။